ကိုဘလို့ပြောလဲဆိုတဲ့ဟာကကိုဘာပြောလဲဆိုတဲ့ဟာထက် communication skill မှာအရန်ကိုအရေးပါပါတယ်အဲ့တော့ကျမတို့တော်တော်များများကကိုတစ်ခုခုပြောတော့မယ်လုပ်ငန်းခွင်မှာကိုယ့်ရဲ့ဒီအတွေးခေါ်တွေကိုတင်ပြပြောဆိုတော့မယ်ဆိုရင်ကိုဘာပြောမလဲဆိုတဲ့ဟာကိုအဓိကပြင်ဆင်စဉ်းစားလှုပ်ဆောင်နေရှိကြတယ်ပေါ့နော်တကယ်တမ်းတော့ကိုဘာပြောမလဲဆိုတဲ့ဟာကိုပြင်ဆင်လှုပ်ဆောင်ဖို့လိုတယ်လို့ကိုဒီစကားကိုဒီ idea အတွေးခေါ်ကိုဘယ်လိုတင်ပြမလဲဆိုတဲ့ဟာကလည်းအရေးကြီးပါတယ်အဲ့တော့ကိုက communication skill ကောင်းချင်တယ်ဆိုရင်အခြေခံကျတဲ့အချက်နှစ်ချက်ကိုကောင်းမွန်အောင်လှုပ်ဆောင်ဖို့လိုပါတယ်ပထမတစ်ချက်ကတော့ verbal လို့ခေါ်တဲ့နှုတ်နဲ့ပြောတဲ့ဟာပါအဲ့တော့ကိုစကားပြောတဲ့အခါမှာတစ်ဖက်သူနားလည်အောင်လို့ကိုကရှင်းရှင်းလင်းလင်းပြောတတ်ဖို့လိုတယ်ကိုပြောချင်တဲ့အချက်လက်ကိုရောက်အောင်လို့လိုအပ်တဲ့အချက်တွေနဲ့ကိုကားပြီးတော့ပြောတတ်ဖို့လိုပါတယ်နောက်တစ်ချက်ကကြတော့ဗာလဲဆိုရင် non verbal ပါအဲ့တော့နှုတ်ကပြောတာအရေးကြီးတယ်လို့မျိုးကိုယ့်ရဲ့မျက်နှာအမူအရာကိုယ့်ရဲ့ဒီကိုလက် body language အမူအရာကလည်းကိုပြောတဲ့စကားပေါ်မှာပို့ပြီးတော့လေးနက်အောင်ကိုသိစေချင်တဲ့အရာကိုပို့ပြီးတော့သိလာအောင်လို့လက်အမူအရာသုံးတာပဲဖြစ်ဖြစ်ဒါမျိုးတွေကလည်းအရေးကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့ communication skill ကောင်းကျင်တယ်ဆိုရင်ကျမတို့လှုပ်ဆောင်လို့ရတဲ့ဟာကကိုက presentation တစ်ခုပြောရတော့မယ်လူရှိထွက်ပြီးစကားပြောရတော့မယ်ဆိုရင်ကိုတယောက်တည်းမှန်ရှိမှလေ့ကျင့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေရှိမှလေ့ကျင့်တာပဲဖြစ်ဖြစ်လှုပ်ဆောင်ပြီးတော့ကိုယ့်ရဲ့ကိုယ်အမူအရာကိုယ့်ရဲ့ဒီဘာဘလို့ခေါ်တဲ့ပြောဆိုတဲ့ပုံစံကိုသုံးသပ်ပြီးတော့ကိုယ့်ရဲ့ communication skill ကိုကောင်းလာအောင်လို့လှုပ်ဆောင်လို့ရပါတယ်